အားလုံးပဲမင်္ဂလာပါဒီနေ့ easy ကတော့ 5 things I wish I knew at 20ပြောပြမှာပဲဖြစ်ပါတယ်အသက်20အရွယ်မှာကြိုတင်သိရှိထားရင်ကောင်းမွန်မဲ့အရာ၅ခုကိုမျှဝေပေးလိုက်ပါတယ်ပထမတစ်ခုကတော့အမားလုံးမှာမကြောက်ပါနဲ့အသက်20ဆိုတင်ယူမှုတွေစမ်းသပ်မှုတွေနဲ့လုပ်ရမယ့်အရွယ်ပါအမားတစ်ခုခုလုပ်မိလို့လောကကြီးပျက်စီးသွားမှာမဟုတ်ပါဘူးအမားတွေစီကနေသင်ခန်းစာယူပြီးပို့တော်တဲ့လူတယောက်ဖြစ်အောင်ကြိုးစားပါ easy ဆိုရင်ငယ်တော့အမားလုပ်ရမှာကိုရမ်းကြောက်တယ်ပထမအလုပ်မှာလည်းအမားတွေလည်းလုပ်မိခဲ့တယ်ပေါ့နော်အဲ့ဒါကိုလည်းကိုကမလက်မခံနိုင်ဘူးပြီးအဲ့လိုနှစ်လောက်ကုံဆုံးသွားရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာ easy သိလိုက်ရတာ if you don't fail you don't succeed ပေါ့နော်ကိုကမကြရှုံးဘူးရင်အောင်မြင်မှာလည်းမဟုတ်ဘူးအဲ့တော့တက်ငယ်တော့များကြရှုံးနေကိုကပိုကောင်းတဲ့ business ပိုပြီးတော့ကြီးတဲ့ဟာပိုပြီးတော့တော်တဲ့ဟာအဲ့ဒါပိုလုံးနိုင်မှာပဲဖြစ်ပါတယ်ဒုတိယကတော့ကျန်းမာရေးကိုစောစောစီစီကူးဆိုင်ပါငယ်သေးတာပဲဘာဖြစ်ဖြစ်ရတယ်ဆိုတော့အစားအသောက်အိတ်အနေနဲ့လူနေမှုပုံစံကိုလစ်လူမရှိပါနဲ့ဒီရွယ်မှာစိုက်ပျိုးခဲ့တဲ့ကျန်းမာရေးအလေးထားကောင်းနေအသက်30 40ကြားရောက်တဲ့အခါမှာတင့်ကိုအများကြီးအကျိုးပြုပါလိမ့်မယ်easy ဆိုရင်ငယ်တုန်းကဆိုကျန်းမာရေးကိုတိတ်ကူးမဆိုင်ခဲ့ဘူးလေ့ကျင့်ခန်းလည်းမလုပ်ခဲ့ဘူးရေလည်းများမတောက်ခဲ့ဘူးဒါပေမဲ့အခုသိလာတာရေများတောက်ရမယ်လေ့ကျင့်ခန်းများလုပ်ရမယ်လမ်းလျှောက်ရမယ်ပေါ့နော်အဲ့၃ခုကိုတေချာလေးလုပ်ရင်ကိုကဒီအရွယ်မှာဆိုလဲထင်းသလောက်ဒီအရွယ်မှာဆိုရင် easy ကပင်ပန်းတက်တာများတယ်ခါနာတယ်ပြီးကြတော့ဝါလေပေါ့နော်အဲ့တော့တတိယတစ်ချက်ကတော့ငွေကြေးစီမံခန့်ခွဲမှုကိုစတင်လေ့လာပါရှေ့ချာသမားပစံကိုအကုန်သုံးပြတာမျိုးထက်စူဆောင်းတက်တဲ့လေးထားစနစ်တကျပြန်လဲရင်းနှီးမြှုပ်နှံတတ်တဲ့အသိပညာတွေကိုစောစောသိထားလေအနာဂတ်မှာငွေကြေးအရာပုံမလွတ်လပ်ပြီးစိတ်အေးရလေးပါပဲငယ်လေးကတည်းကပစံစုထားမယ်ကိုယ့်ရဲ့နောင်လုံးမဲ့ပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင် business အရင်းနှီးလေးတွေဆိုလဲအရင်းနှီးလုပ်တဲ့အတွက်စိတ်မပူဘန်ရတော့ဘူးပေါ့နော်နံပါတ်4လူမှုကွန်ရက် networking ကအရေးကြီးတယ်ကိုနဲ့အပေါင်းအသင်းဖြစ်တဲ့လူတွေပတ်ဝန်းကျင်ကကိုယ့်ရဲ့အနာဂတ်ပေါ်အများကြီးသက်ရောက်မှုရှိပါတယ်ကိုယ့်ကိုပိုကောင်းတဲ့လမ်းကြောင်းကိုတွန်းပို့ပေးမယ်ကိုထက်တော်တဲ့လူတွေနဲ့တွေ့ရင်ရင်းနှီးအောင်ကြိုးစားပါဒါကလည်းအရန်အရေးကြီးတဲ့အချက်လေးပါကိုက network yourဒီလိုမျိုးစကားလေးကိုကြားဘူးတယ်မလား your network is your net worth ဆိုပြီးတော့ဒီကွာရင်းအဲ့လိုမျိုးအောင်မြင်ပြီးသားလူတွေရင်းနှီးတွေဆိုရင်သူတို့ကြီးကအချက်ညံနေအခမဲ့အများကြီးရနိုင်ပါတယ်ပြီးကြတော့ကိုကပေါ့များတွေလို့အများကြီး trial and error အရန်အမားတွေအများကြီးလုပ်ပြီးမှအပေါ်ရောက်တာမဟုတ်ဘဲနဲ့တခါတည်းနဲ့သူများအကြံဉာဏ်တွေယူပြီးတော့အောင်မြင်နိုင်တဲ့လူဖြစ်တယောက်ဖြစ်နိုင်ပါတယ်။နံပါတ်5ကတော့ကိုတခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့အခုခေတ်မှာ social media တွေကြောင့်တခြားသူတွေအောင်မြင်နေတာကိုကြည့်ပြီးစိတ်ထဲကျရလွယ်ပါတယ်။လူတိုင်းမှာကိုယ်စီသွားရမယ့်အချိန်စရာနဲ့လမ်းကြောင်းရှိတာမို့မနေ့ကကိုထက်ဒီနေ့ပိုတော်လာမှုပဲအဓိကအာရုံစိုက်ပါ။social media ကလူတွေနဲ့လည်း compare မလုပ်နဲ့ပေါ့နော်အပြင်ကလူတွေကိုနဲ့မသိတဲ့လူတွေကိုမကြည့်ဘဲနဲ့ကိုနဲ့သိတဲ့လူတွေနဲ့ပဲ focus လုပ်မယ်ကိုနဲ့သိတဲ့လူတွေနဲ့ပဲတေချာ socialize လုပ်မယ်community လေးတည်ထောင်ပါ community လေးနဲ့ဝင်ပေါ့နော်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ် like and comment share and save and share လုပ်ပေးပါအောင်ကျေးဇူးတင်ပါတယ်တတာ